ရတဲ့ရိစံပြိတ်ချစ်ပြီးတဲ့နောက်လူပုံလူဝပြန်ရဖို့ဆိုမဖြစ်နိုင်လောက်အောင်ခဲရင်လေလို့ပြောတာနော်အေးဒါတော့တချို့တလေကလူဘဝရဲ့တန်ဖိုးကိုမသိဘူးစိတ်ညစ်လို့ဆိုကိုယ့်ကိုယ်တတ်သေးတယ်နောက်ဘဝပဲရောက်သွားမယ်ဆိုတော့မသိဘူးနဲ့တူတယ်လူပြန်ဖြစ်မြင်များထင်းနေသလားမသိဘူးနော်ဒါကြောင့်မို့လို့လူဘဝမှာမသေးကြနိုင်အောင်ကုသိုလ်ကောင်းမှုတွေညံ့လုပ်ဖို့အရေးကြီးတယ်ရတာတဲ့အချိန်လေးကအမတန်တန်ဖိုးရှိတဲ့ဘဝလေးကိုရထားတာအဲ့ဒီတန်ဖိုးရှိတဲ့ဘဝလေးကိုဘာတွေနဲ့အချိန်ဖြုံးလို့ဆိုရင်အပျော်တွေအပားတွေနဲ့ပဲအချိန်ဖြုံးတယ်ဒီဘဝရေးကိစ္စတွေနဲ့ပဲအချိန်ဖြုံးတယ်အားလုံးဟာဒါတွေနဲ့ပဲအချိန်ဖြုံးပြီးတော့ဘဝတစ်ခုဆုံးသွားကြပြန်တယ်ဘာတရားမှလည်းမသိလိုက်ဘူးဆိုအလွန်ဆုံးရှုံးနေတာပဲပေါ့မစင်စားရင်တော့မသိဘူးစဉ်းစားရင်အခြေကဒီတိုင်းလာမှာပဲဟုတ်ကဲ့လားကဲထို့တူပဲ